ထိုင်းနိုင်ငံချွန်ဘူရီခရိုင်ပတရားမြို့အနီးမှာပျောက်ဆုံးနေတဲ့ရရှားနိုင်ငံသားမောင်နှမ2ဦးအသက်ခံခဲ့ရတဲ့အမှုနဲ့ပတ်သက်ပြီးတန်တရားရှိသူထိုင်းမျိုးသား2ဦးကလူသတ်မှုကိုဝန်ခံထွက်ဆိုခဲ့တယ်လို့ထိုင်းရဲတပ်ဖွဲ့ကဇူလိုင်31ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်။တေဆုံးခဲ့သူတွေဟာအသက်22နှစ်အရွယ်ဒိုင်ယာနာနာဇီမိုဘာနဲ့အသက်19နှစ်အရွယ်ယိုမန်နာဇီမိုဘာတို့ဖြစ်ပြီးဇူလိုင်26ရက်မနက်ပိုင်းကဟွန်ဒါဆိုင်ကယ်နဲ့ထွက်သွားပြီးနောက်လူရောဆိုင်ကယ်ပါပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။အမှုကိုစုံစမ်းစစ်ဆေးနေတဲ့ရဲတပ်ဖွဲ့ဟာနောက်ပိုင်းမှာတော့အဆိုပါဟွန်ဒါ ADB 150ဆိုင်ကယ်ကိုအပိုင်းပိုင်းဖြုတ်ထားပြီးစွန့်ပစ်တင်ချိုင်းတစ်ခုအနီးမြေမြုပ်ထားတဲ့အခြေအနေနဲ့တွေ့ရှိခဲ့ပါတယ်။အဲ့ဒီသက်သေထောက်ထားကိုအခြေခံပြီးရဲတွေကတန်တရားရှိသူ2ဦးရဲ့ခြေရာကိုလိုက်လံစုံစမ်းခဲ့ပါတယ်။ဇူလိုင်31ရက်နေ့မှာတော့စကဲယိုခရိုင်ဝန်စုံပုံမြို့နယ်အတွင်းထွက်ပြေးဖို့စ조사နေချိန်အသက်43နှစ်အရွယ်ဌာနာနာနဲ့အသက်39နှစ်အရွယ်ထွန်းချိုင်တို့ကိုရဲတပ်ဖွဲ့ကဖမ်းဆီးနိုင်ခဲ့ပါတယ်။စစ်ဆေးမေးမြန်းမှုတွေအတွင်းတန်တရားရှိသူ2ဦးကရော်ရှားမောင်နှမစီးလာတဲ့ဆိုင်ကယ်ကိုလူယူဖို့စ조사ခဲ့ပေမဲ့2ဦးစလုံးကပြန်လည်ခုခံခဲ့တာကြောင့်လူသက်မှုကျူးလွန်ခဲ့ကြောင်းဝန်ခံထွက်ဆိုခဲ့တယ်လို့ရဲတပ်ဖွဲ့ကပြောပါတယ်။အဲ့ဒီနောက်မှာတော့တေဆုံးသူ2ဦးရဲ့ရုပ်လောင်းတွေကိုချွန်ဘူရီခရိုင်မှာရှိတဲ့ချီကျန်းတောင်အနီးကိုတဲဆောင်သွားပြီးလူသက်မှုကိုဖုံးကွယ်နိုင်ဖို့မြေမြုပ်ထားခဲ့ကြောင်းဝန်ခံထွက်ဆိုခဲ့ပါတယ်။ထို့အပြင်တက်တေထောက်ထားဖျောက်ဖျက်နိုင်ဖို့ဆိုင်ကယ်ကိုလည်းအပိုင်းပိုင်းဖြုတ်ကာမြေမြုပ်ထားခဲ့တယ်လို့ဆိုပါတယ်။ဖမ်းဆီးပြီးနောက်ရဲတပ်ဖွဲ့ဟာတန်တရားရှိသူ2ဦးကိုချီကျန်းတောင်အနီးရှိအလောင်းမြုပ်နှံထားတယ်လို့ဆိုတဲ့နေရာကိုခေါ်ဆောင်သွားပြီးအလောင်းတွေမြုပ်ထားတဲ့နေရာအတိအကျကိုပြသခိုင်းကာရုပ်လောင်းတွေကိုဆက်လက်ရှာဖွေနေပါတယ်။ထိုင်းရဲတပ်ဖွဲ့ကတော့လက်ရှိအချိန်ထိအမှုကိုဆက်လက်စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီးအလောင်းရှာဖွေရေးမှုခင်းဆိုင်ရာတက်တေထောက်ထားစုဆောင်ရေးနဲ့တရားရေးလုပ်ငန်းစဉ်တွေကိုဆက်လက်ဆောင်ရွက်နေတယ်လို့ပြောကြားထားပါတယ်။ဒီအမှုဟာထိုင်းနိုင်ငံမှာနိုင်ငံသားခရီးသွားတွေရဲ့လုံခြုံရေးနဲ့ပတ်သက်ပြီးစိုးရိမ်မှုတွေမြင့်တက်လာစေတဲ့အမှုတစ်ခုအဖြစ်အများပြည်သူရဲ့အထူးစိတ်ဝင်စားမှုကိုရရှိနေပါတယ်။